ရှေးဥစွာဘုရားခင်ရဲ့အကြီးတော်ကိုချီးမွမ်းလိုပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး20အပိုင်ငယ်29အားဖြင့်ဆင်ခြင်ကြပါစို့။ဘုရားသခင်၏အလိုတော်ကိုတင်တို့အားအကုန်အစင်ဟောပြောပြသခြင်းအမှုကိုငါသည်မလွဲမရှောင်ဘဲပြုခဲ့ပြီးနှုတ်ကပတ်တော်အဖြစ်ရောက်ဆိုင်ပေါ်မှာဘုရားကောင်းချီးပေးပါစေ။ဒီချမ်းပိုက်လေးထဲမှာကျွန်တော်အသက်တာအတွက်ပြင်ဆင်နိုင်ဖို့အလို့ငါဘုရားသခင်ရဲ့အလိုတော်ကိုဟောပြောတော်တင်ခြင်းအမှုကိုမလွဲမရှောင်ပဲအသက်ရှင်မှုတိုင်းမှာဖော်ပြဖို့တမန်တော်ကြီးရှင်ပေါလုကကနဦးအသင်းတော်အစာပြုသောကာလအသင်းတော်နိုးထမှုတွေနဲ့ပြည့်နှက်နေသောသာသနာတိုးပွားပြန့်ပွားနေသောအချိန်ခါတိုင်းမှာပြောခဲ့သောစကားလေးဖြစ်ပါတယ်ကနဦးအသင်းတော်အစာပြုတဲ့အခါမှာခရစ်တော်သည်ကောင်းကင်ဘုံသို့တက်ကြွပြီးအသင်းတော်မွေးဖွားခြင်းအခြေအနေကိုဖြစ်တည်လာပြီးမှတမန်တော်တွေရဲ့ခရစ်တော်ရဲ့ဝမ်းမြောက်ဖွယ်ရာအေးဝံလီသတင်းစကားကိုရဲဝံ့စွာဟောပြောခြင်းတွေကြောင့်ကနဦးအသင်းတော်သည်တိုးပွားခဲ့ပါတယ်တိုးပွားခြင်းနှင့်အတူတစ်ဖက်တစ်လမ်းမှာလည်းယုံကြည်သူများအားညှဉ်းပန်းနှိပ်စက်သောဖီစည်းခြင်းသည်လည်းပြည့်နှက်လာတာဖြစ်တယ်ထိုထဲမှာယုံကြည်ခြင်းအတုနှင့်အစစ်ကလည်းကွဲကွဲပြားပြားထင်ရှားစွာမြင်လာရတာဖြစ်ပါတယ်ယုံကြည်ခြင်းတစ်ဖက်မှာတိုးပွားတယ်တစ်ဖက်မှာလည်းညှဉ်းပန်းနှိပ်စက်ခြင်းတွေကြောင့်ယုံကြည်ခြင်းကိုခရစ်တော်ကိုကြောခိုင်းစွန့်ခွာသွားတဲ့သူလည်းများစွာရှိနေသောအချိန်အခါသမယထဲမှာပြောသောစကားလေးဖြစ်ပါတယ်။ဘုရားသခင်အလိုတော်ကိုတွင်တင်ခြင်းတွင်တင်တဲ့ဆိုတဲ့နေရာမှာအကုန်အစင်ဟောပြောပြသခြင်းအမှုလို့တမန်တော်ကြီးရှင်ဘောလူကဒိုးစကလုံးလေးကိုသုံးဆွဲထားတာဖြစ်ပါတယ်။ဘုရားခင်အလိုတော်လို့ပြောလိုက်တဲ့မှာများစွာခြေပြန့်ပါတယ်ထိုအလိုတော်ထဲမှာမှအကုန်အစင်ဟောပြောပြသခြင်းနှုတ်ကပတ်တော်တမန်တရားကိုချွင်းချက်မရှိနှုတ်ကပတ်တော်ကစင့်ဆိုတဲ့အတိုင်းခိုင်မာစွာဖော်ပြတဲ့အမှုဆောင်ခြင်းကိုတမန်တော်ကြီးရှင်ဘောလူကကျွန်တော်ကျမအရောက်ဆိုင်အသက်တာကိုမိမောင်းထိုးပြလျက်ရှိတာဖြစ်ပါတယ်ထိုအမှုကိုဆောင်ရွက်တဲ့အခါမှာငါသည်မလွဲမရှောင်ပဲပြုခဲ့ပြီးသူကိုယ်တိုင်ဖျားစကားကိုမထိတ်မချန်မတူမဝက်ပဲနဲ့ဝိညာဉ်တော်ရဲ့လမ်းပြတဲ့အတိုင်းပွင့်လင်းမြင်သွားစွာရဲရင်စွာဟောပြောခဲ့တယ်။တမန်တရားကိုစစ်ဆိုတဲ့အတွက်လူတွေရဲ့ပြစ်ပယ်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းပြစ်ဒဏ်ပေးခြင်းအချိန်ချင်းအခါကမိမိရဲ့နဘေးနားမှာယုံကြည်မှုကိုတိဆောက်ထားတဲ့သူတွေတောင်မှစွန့်ခွာသွားတဲ့နားလည်မှုလွဲမှားစေတဲ့အခြေအနေလူအတိုင်းဝိုင်းမှာလူတွေမျက်ွယ်ပြုတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်လူများရဲ့အချိန်ချင်းတစ္ဆာဖောက်မှုကိုခံခဲ့ရတော့လဲပဲဓမ္မဆရာရဲ့အမှုဖြစ်တော့ဘုရားရဲ့အလိုတော်ကိုနားလည်ပြီးတမန်တရားကိုကုံစင်စွာစုံလင်စွာဖော်ပြထောက်ပြတွင်တင်ခြင်းအမှုကိုစူးစမ်းခဲ့တယ်ဆိုတဲ့အရာကိုတတ်သိခံထားတာဖြစ်ပါတယ်ယနေ့ online ကနေနှုတ်ကပတ်တော်ကိုစင်ကြင်နှလုံးသွင်းနေကြသောဓမ္မမိတ်ဆွေညီကိုမောင်နှမအားလုံးရဲ့အသက်တာထဲမှာလည်းသင်သည်ဓမ္မဆရာတူဖြစ်ခဲ့မယ်ဆိုရင်သင်သည်ဘုရားသခင်ကိုယုံကြည်သောဘုရားသားမီးစစ်တယောက်ဖြစ်ခဲ့မယ်ဆိုရင်ဘုရားသခင်ကိုချစ်ခြင်းမှာမှန်ကန်တဲ့သဘောနဲ့ပြည့်နှက်ခဲ့မယ်ဆိုပါကဘုရားရဲ့အလိုတော်နဲ့ဘုရားသခင်ပြောစီလိုသောတမန်စကားကိုသင်ပွားဟောကြားဝင်ငါဖို့အလို့ငါမရှောင်မလွဲပဲနဲ့လှုပ်ဆောင်ဖို့အစီခံဖို့ဘုရားသခင်အလိုရှိပါတယ်ယုံကြည်သူရဲ့အဓိကလုပ်ရမယ့်တာဝန်ကလည်းထိုကဲ့သို့ဖြစ်တယ်လို့တမန်တော်ကြီးရှင်ပေါလုကကျွန်တော်ကျမရောက်စတိုင်းကိုနှုတ်ကပတ်တော်နဲ့အားပေးတည်ဆောက်နေခြင်းဖြစ်ပါတယ်အလိုတော်ကိုသိတာကောင်းတယ်ဘုရားခင်အလိုတော်ကိုဟောပြောတာကောင်းတယ်တမန်တော်ကြီးပေါလုပြောသလိုဘုရားခင်အလိုတော်ကိုသိပြီးဘုရားရဲ့နှုတ်ကပတ်တော်ရဲ့အဆင့်ဆိုချက်ကိုအကုန်အစင်ဟောပြောလျက်မရှောင်မလွဲပဲနဲ့ထိုတမန်တရားပေါ်မှာခိုင်ခန့်မြဲမြံတည်ကြည်စွာယက်တည်လျက်ယေရှုခရစ်ထားတဲ့မြေကြီးပေါ်မှာအသက်ရှင်သမျှကာလပတ်လုံးတမန်တရားရဲ့ဖော်ပြချက်အတိုင်းစုပ်ကိုင်လျက်ထိုတမန်တရားကိုမှန်ကန်တဲ့သဘောနဲ့အသက်ရှင်ပြီးကိုယ်တိုင်လည်းကျင့်သုံးသလိုရောက်တဲ့နေရာရှိတဲ့ရက်မှာထိုတမန်တရားကို
ကျွင်းချက်မရှိပေါ်ပြသောယုံကြည်သူဖျားသားများဖြစ်ကြပါစို့လို့နှုတ်ကပတ်တော်ကိုအားပေးရင်ညီကုန်းချုပ်လိုပါတယ်နှုတ်ကပတ်တော်အပြည့်ရောက်ဆိုင်ပေါ်မှာဖျားခင်သားပြီးကောင်းချီးပေးပါစေ။